ဒါကတော့မနက်နိုးတာနဲ့ကျမရဲ့အိတ်ခမ်းနေမြင်ရတဲ့မြင်ကွင်းပေါ့နော်တော်သေးရဲ့အိတ်ခမ်းရဲ့ဘေးနားမှာပြတင်းပေါက်လေးရှိလို့အပြင်ကိုမြင်ရတယ်ပြီးတော့အလင်းလန်းဝင်နေပေါ့နော်ဒါပေမဲ့ဒီနေ့ကျတော့ရာသီဥတုကဘယ်လိုဖြစ်လဲဆိုရင်အရန်လေတိုက်တယ်ညတော့ကလေအရန်လေတိုက်တယ်နောက်ပြီးတော့အခုထိလေလေကတော့တိုက်နေတော့မယ်မိုးလဲအုပ်နေရပေါ့နော်အဲ့လိုဆိုတော့မနေ့9 နာရီခွဲရဲ့ဒီရာသီဥတုအချိန်တွေကဒီလိုပါခဏနေတော့နေထွက်လာမလားမသိဘူးမထွက်လာဘူးဆိုရင်တော့လေတိုက်လိုက်ဒီမိုးအုံလိုက်နဲ့တနေ့ဒီလိုပဲပေါ့နော်ရာသီဥတုကအခုဒီမှာဩဂတ်လမှာဆိုရင်ဆောင်းရာသီပေါ့နော်သူများနိုင်ငံတွေနဲ့မတူတချို့အနောက်နိုင်ငံတွေဆိုဒီချိန်ကနွေရာသီပြီးတော့တခြားအာရှနိုင်ငံတွေဆိုရင်မိုးရာသီပေါ့နော်တော်တော်များများပြောတာဒါပေမဲ့ဒီနယူးဇီလန်ကျတော့သူများမိုးရာသီဆောင်းရာသီဆိုသူကသူများမိုးရာသီနွေရာသီဆိုဒီမှာဆောင်းရာသီပေါ့နော်ဆောင်းရာသီဆိုတော့အရင်အေးပါတယ်အဲကတော့မနေ့ကနေညတနေ့လုံးပဲနေတိုင်းမှဖွင့်ထားရတယ်မဖွင့်ထားရင်အရင်အေးလို့လေပြီးတော့ဒီမှာသူတို့အိမ်တွေကကျတော့ဒီတစ်သားနဲ့ဆောက်ထားပါတော့ဆိုတော့ဆောင်းရာသီကျရင်အရင်မနှွေးနေဘူးဆိုတော့တစ်သားနဲ့ဆောက်တော့လည်းပူပြီးတော့မှအေးတာပေါ့နော်ဒါတော့အပြင်အရှိနေပါအိမ်ရှိအခြေအနေပေါ့နော်ဒါဒီမှာအိမ်ရှိကိုထွက်ပြီးတော့ပြမယ်ချိပါအောင်လေလေအရင်တိုက်နေတာတန်ကြရလားမသိဘူးဒါဆိုဒါတော့မှလေအရင်မချမ်းတဲ့နေ့ပေါ့နော်အရင်မချမ်းသေးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့သူအရင်ချမ်းပြီဆိုရင်လုံးဝကိုလူတောင်မှလွင့်သွားနိုင်တယ်အရင်ကိုလေတိုက်တာပြီးရင်ဒီကောင်ကပါလဲဆိုရင်အဲ့ကဘာပေါ်မှာလေတိုက်တဲ့မျိုးရဲ့တမျိုးပေါ့နော်ဒီမှာအိမ်ရှိမှာတော့ဥယျာဉ်တိတ်လေးပါတယ်ဒီမှာအရင်တော့ဆိုဒီမှာဖျုံပင်တွေရှိတယ်ဒီမှာခရမ်းပင်ရှိတယ်ဒါပေမဲ့ခရမ်းသီးပင်ခရမ်းကျင်ပင်ကအရင်ကြီးတော့လေသူကအုပ်လိုက်ဒီမှာအနွယ်ပင်ပုံစံမျိုးဆိုတော့အုပ်လိုက်ကြီးနေတာပေါ့နော်အုပ်လိုက်ကြီးနေအဲ့မှာခရူးတွေရှိတယ်အဲ့နံရမှာလေခရူးတွေကဆဆသွားတော့ခရမ်းကျင်တွေကမဖြစ်ထုံးပြီးတော့ခရမ်းပင်တွေကလည်းပြတ်သွားတယ်တော်တော်ဒီမှာပတ်မလေးတွေကျန်သေးတယ်အမ်ဘီလေးတွေကျန်သေးတယ်ဒါတော့ဟိုတနေ့ကမှရှင်းထားတဲ့ဒီအမိုက်ပုံမြက်ပင်တွေပေါ့နော်မြက်ပင်တွေဖြစ်တယ်အခုဗီဒီယိုမှာပြထားတဲ့နေရာပေါ့နော်အဲ့နေရာနေတောက်လျှောက်အိမ်မှာဘာရှိလဲဆိုရင်ဗစ်တိုးရီးယားတောင်လို့ခေါ်တဲ့တောင်ကြီးပဲဒီကနေပြီးတော့တောင်တက်ချင်တယ်ဆိုရင်အဲ့လမ်းကြောင်းတက်သွားပြီးတော့တက်သွားလိုက်အောင်မယ်အဲ့ပုံမှာပါရှိရဆိုရင်အဲ့တောင်ယူရှိအဲ့ဘွားနေကြည့်လို့ရှိရင်ဒီနယူးဇီလန်ဝင်လန်တန်ရဲ့ဟိုဘက်ကဒီစိတ်ကန်းတွေရောပင်လယ်တွေရောဟိုဘက်ကအိမ်တွေအကုန်လုံးမြင်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကျတော့နောက်နေ့မှပြမယ်အခုကတော့ဒါဒီနေ့ပြင်ထွက်လိုက်တာနဲ့အရင်အေးနေတာဆိုတော့တိတ်ပြီးတော့မှအပြင်မထွက်ချင်နေဘူးအဲ့တော့အထက်ကိုပြန်ဝင်လိုက်ပါခုနကအပေါက်ကနေဝင်လိုက်တာနဲ့ဒီဟာကျတော့အေကန်ပေါ့နော်ဒါကျတော့မီးဖိုးချောင်းကဘယ်လိုဖြစ်လဲဆိုရင်ဒီမှာကြည့်လိုက်ဒီဟိုကဘာလဲတမန်တလဲကြွေပြားအမဲအောင်အဲ့အမဲအောင်ကြီးမှာဘယ်လိုဖြစ်လဲဆိုရင်ဒီအပြင်တကားဘောက်ကနေဝင်လို့ရှိရင်ဖနက်တွေစီးထားတယ်ဆိုတော့စီးလာတယ်ဆိုရင်အဲ့မှာဘာလဲဖုံတွေပေးတယ်မြစ်ပတ်တယ်ပြီးတော့မိုးရသည်ဆိုရင်ရေတွေအရင်ဆူတယ်ပေါ့နော်တိတ်အဆင်မပြေအဲ့လိုဆိုတော့မနေ့တနေ့ကမှဒီမှာကိုယ့်ဘာကိုဒီကော်စောတွေဝယ်ပြီးတော့မှကိုယ့်ဘာကိုလှုပ်ထားပေါ့နော်ကိုယ့်ဘာကိုလှုပ်ထားဆိုတော့လက်ရတော့မြင်တဲ့အတိုင်းပဲဒါမဲ့ဒီဟာကိုကောင်းကောင်းလေးဖြစ်အောင်လုပ်လို့ရတယ်ဒီမှာသူ့ရဲ့အောက်မှာဒီကတ်စီယာ
ဘာလဲ plastic ခွာပြီးတော့ sticker ပုံစံမျိုးကတ်လို့ရတဲ့ဟာပါတယ်ပေါ့နော်ပါပေမဲ့ဒီဟာကျတော့ငှားတဲ့အိမ်ဆိုတော့သူများအိမ်ငှားထားတာဆိုတော့မကတ်ပေးရဘူးကတ်ပေးလို့ရှင်တကြောင်ပြန်ပြီးတော့မှခွာလို့ရှင်ဒီသူ့ထဲမှာရှိတဲ့ကော်တွေကတ်ကြံထဲမှာဆိုလို့လေအားကြောင့်အိမ်ပြောင်းလို့ရှင်ဒုက္ခရောက်မှာဆိုလို့ဒီအိမ်ပြောင်းတဲ့အချိန်မှာတခုခုပျက်စီးသွားတာတို့နောက်ပြီးတော့အရင်ညစ်ပတ်နေရဆိုရင်ကိုကပတ်စံဖြတ်အဖြတ်ခံရတယ်ပေါ့နော်အဲ့လိုဆိုတော့တိတ်မကတ်ပေးရဘူးအခုတော့လောလောဆယ်တော့ဒီလိုပဲပေါ့နော်ဒါကိုပြန်ပြီးတော့ဒေတာအောင်တော့ပြန်လောက်အောင်မယ်ဒေတာအောင်တော့ပြန်လောက်အောင်မယ်ဒါမဲ့လောလောဆယ်ကတော့ဒီလိုပဲထားနေမယ်ဒါနယူးဇီလန်တော်တော်များများအိမ်မှာတွေ့ရတဲ့ဒါမိဖို့ကြောင့်ပုံစံပေါ့နော်မိဖို့ကြောင့်ဒီမှာသူထဲမှာထည့်စရာတွေအများကြီးpantry တွေအများကြီးပါတယ်ဗီဒီယိုတွေအများကြီးပါတယ်ဒီအောင်မှလည်းထည့်လို့ရတယ်အောင်မှလည်းထည့်လို့ရတယ်ပြီးတော့ဒီပကံဆေးဆက်ပြပကံဆေးဆက်ကတချို့အိမ်မှာပါတယ်တချို့အိမ်မှာမပါဘူးဒါပေမဲ့ဒီမှာပါတယ်ပေါ့နော်နောက်ဒီရေကတက်တာအိမ်ငှားတဲ့အချိန်မှာပါပြီးသားဒီ microwave ကလည်းအိမ်ငှားတဲ့အချိန်မှာပါပြီးသားပဲဒီဂျန်နဲ့ဒီဟာကတော့ကိုယ့်ဘာကိုဝယ်ထားတာပေါ့နော်ဝယ်ထားတာနောက်ပြီးတော့ဒါဒီအိမ်ကကျတော့ gas နဲ့ချဲရတဲ့အိမ်ပေါ့နော်တချို့ကကျတော့ gas နဲ့ဒီချဲရတဲ့ cook top ပုံစံမျိုးအဲ့လိုမျိုးရှိတယ်ပေါ့နော်ဒီဟာကျတော့ gas နဲ့ချဲရတာအဲ့လိုဆိုတော့ gas ဖို့တတ်ပြန်ပြီးတော့ပေးရတယ်ဒါနယူးဇီလန်မှာရှိတဲ့ဒီမိဖို့ကြောင့်ရဲ့တော်များများမိဖို့ကြောင့်မှာပါလေးရှိတဲ့အရာလေးတွေပေါ့နော်အဓိကဒီဗီဒီယိုလေးတွေကတော့မဖြစ်မနေသူတို့စီမှာပါတယ်အစုံဒီထဲမှာပဲကောက်ပြီးတော့မှထည့်ထားလိုက်အောင်ပဲအဲ့လိုဆိုတော့နည်းနည်းပူတန့်သွားတယ်လို့ဖြစ်သွားပါတော့ဒုစီမှာဆိုရင်တော့ဒီအခန်းငှားလို့ရှိရင်ဒီအခန်းပါလဲဟောကန်ပုံစံမျိုးကြီးပဲလေနော်မိဖို့ကြောင့်ဆိုရင်လည်းချေရမနီရလေးပဲပါတယ်ကျန်တဲ့ထည့်စရာပါညာတော့မရှိဘူးပေါ့နော်တော်တော်များများဒီပုံမှန်အခန်းတွေပြောတာပါဒါပေမဲ့ပတ်စံအများကြီးပေးပြီးတော့မှငှားထားတဲ့ဒီကွန်ဒိုတွေပါဆိုတော့ပါမှာပေါ့နော်ဒါတော့လေးရှိပါတယ်လို့ပြီးတော့ဒီအခန်းကိုဆက်ပြီးတော့သွားမယ်ဆိုတော့ဒါရေချိုးကန်ပေါ့နော်ရေချိုးကန်ဆိုတော့ဒီမှာမိပါမယ်ဒါတော့ရေချိုးကန်ပါချိုးကန်ကဒီဘယ်လိုဖြစ်လဲဆိုရင်သူလက်ဒီမှာတွေ့လားအဖြူရောင်ဒီကြွေပြားပဲခင်းထားတယ်ဆိုတော့လေပြီးတော့ဒီမှာဒီအကြောင်းတွေမှာဆိုရင်ညစ်ပတ်တဲ့အဲ့ဖုံလေးဟိုဟာတွေနဲ့ကတ်နေရပါတော့ဒါအရင်အိမ်ငှားစကလေးကဒီပုံစံမျိုးပေါ့နော်ဒါပေမဲ့ကိုယ့်ဘာကိုပြန်ပြီးတော့မှဒီကြားတွေကိုပြန်ပြီးတော့မှတိုက်ရတယ်ပြန်ပြီးတော့တုပ်ရတယ်တစ်ခါလေကျရင်ဒီမှာရေချိုးလို့အဲ့ရလေးရေတွေဆင်းလာပြီဆိုရင်ဒုက္ခရောက်တယ်တုပ်လို့မကောင်းဒီကြွေပြားတွေရလေအဲ့လိုဆိုတော့မကြိုက်ဘူးဒါတွေကိုလည်းကိုစောခင်းချင်တယ်ဖြစ်နိုင်လေဒါပေမဲ့ခုနပြောသလိုပဲကိုစောခင်းလိုက်ရင်ကျတော့ဒီခွာတဲ့ချိန်မှာပြန်ပြီးတော့မှအဆင်မပြေမှာဆိုလို့လောလောဆယ်တော့ဒီတိုင်းပဲပေါ့နော်ဒါကတော့သင်ရှင်းလောက်ရတာလည်းမလွယ်ဘူးဆိုတော့မြင်တဲ့အတိုင်းပဲတိတ်ပြီးတော့မတန့်နေဘူးပေါ့နော်မတန့်နေဘူးဒီဟာကျတော့အဲကန်ဖြစ်ပါတယ်အဲကန်ကလည်းလောလောဆယ်ရှုပ်နေရပေါ့နော်ဒါတွေပြန်ပြီးတော့ရှင်းရအောင်မယ်ဒီနေ့ဆိုရင်ဘာလို့ဆိုတခါလေကြာရင်လေအဲ့ညနေပိုင်းညစာစားရတယ်ပေါ့နော်စားပြီးလို့ရှိရင်ဘာဖြစ်လဲဆိုတော့ပိုက်တွေတင်းပြီးတော့ဘာမှမရှင်းချင်တော့ဘူးပေါ့နော်အဲ့လိုဆိုတော့အဲ့လိုချင်းနေမျိုးဆိုဒါတွေကဂျန်ကက်တွေရှိတယ်အဲ့ဒါမနေ့စောစောနေမှပြန်ပြီးတော့မှရှင်းတယ်ပေါ့နော်ဒါအိတ်ခမ်းဆိုရင်တော့ဒီခုံတွေကကြတော့ကိုယ့်ဘာကိုပြန်ဝယ်တာဒီပရီဘောကတွေကအကောင်လုံးကိုယ့်ဘာကိုပြန်ဝယ်တာသူတို့ဒီအခန်းငှားတဲ့အချိန်မှာဒါကြီးကပြင်ကြီးပဲလာဟာပြင်ကြီးပဲဘာမှမပေါ့ဘာပရီဘောကမှမပေါ့ဒီဆိုဖာတွေဆိုရင်အကောင်လုံးဒီ second hand ဆိုင်ကနေတွားပြီးတော့ဝယ်ထားတာပေါ့နော်ဒါကတော့အရင်အင်္ဂလိပ်ကပါလာတဲ့ဟာဒီခုံတွေရောဒါတွေရောဒါကြသူများပေးတာဟိုဘက်ကဘီရိုကျတော့အရင်အင်္ဂလိပ်ကပါလာတဲ့ဟာတွေပေါ့နော်အဲ့လိုဆိုတော့ဒါကတော့အဲကန်ဖြစ်ပါတယ်
မှာဒါတွေကိုပြန်ပြီးတော့ရှင်းအောင်မရှင်းပြီးပြန်ပြမယ်နော်ဟုတ်ကဲ့တော့ရှုပ်နေမှာပဲကဲအခုတော့အဝိရှော်တဲ့ခါကိုပြမယ်နော်ပုံမှန်အိမ်နေဆိုရင်အဝိရှော်တဲ့ဒီဗာလဲအဝိရှော်တဲ့သူ dryer တို့ကသူဒီအိမ်နဲ့တစ်ဆက်ထဲပဲအိမ်ကန်းနေထဲမှာပဲထည့်လိရှိတယ်ဒါပေမဲ့ဒီအိမ်ကျတော့သူကဘယ်လိုလုပ်ထားလဲဆိုရင်ဒီဘက်မှာနေရလို့ရှိတယ်ဒီနေရာလို့မှာအဝိရှော်တဲ့အခါဒီအခန်းလေးပေါ့နော်ဒီကိုယ်တော်လေးထဲမှာအဝိရှော်တဲ့နဲ့ dryer ကိုသူကတတ်ထားပေးထားတယ်ထားပေးထားတယ်ဆိုတော့အဝိရှော်ကြလို့ရှိရင်ဒီမှာလာပြီးတော့မှရှော်လိုက်အောင်ပါအဲ့လိုဆိုတော့လည်းအဆင်ပြေတာပေါ့နော်အဲ့လိုဆိုတော့ဒီအိမ်ခန်းထဲမှာတိတ်ပြီးတော့မှနေရာမယူတော့ဘူးပေါ့နော်ဒါတော့ဝိရှော်တဲ့ဖြစ်ပါတယ်ဝိရှော်တဲ့ခန်းလို့သာပြောတာဒီမှာကိုမမလိုအပ်တဲ့ပစ္စည်းတွေဆိုဒီမှာတင်ထားလို့ရတယ်ပေါ့နော်အကောင်လုံးကိုတောင်လိုမျိုးပဲအကောင်တင်ထားလိုက်တယ်ဒါတော့ dryer ဒါအဝိရှော်ဆက်ဒါတွေရဲ့ကြာမလိုအပ်တဲ့ဟာတွေကိုတင်ထားတာဒီမှာလည်းထည့်ဖို့ဗီဒီယိုလေးပါတယ်အဝိရှော်လိုက်အောင်မနော်ဒါအဝိရှော်ဆက်ကနေပြန်လာပြီဆိုရင်ဒါခုနကပြတဲ့ဒီကျမတို့ရဲ့မြေဖို့ကြောင့်နောက်ပြီးတော့ဒီမှာမနေ့ကပြရတယ်ဥယျာဉ်သေးသေးလေးဒီမှာနေရာလို့ပေါ့နော်ဒါတော့ကိုကြိုက်တာလုပ်လို့ရတယ်ခုလောလောဆယ်ဘာလုပ်ရမလဲမသိသေးဘူးနောက်ပြီးတော့ဒီဟာကြတော့တကားပေါက်ပေါ့နော်ပင်မတကားပေါက်လို့ပြောရမလားဒီကျမတို့အိမ်ကဘယ်လိုမျိုးလဲဆိုရင် town house လို့ခေါ်မလားနော်အိမ်တစ်လုံးထဲမှာကျမတို့အခါဆိုဒီဘက်ခွဲထားတယ်တက်တက်ပေါ့နော်ဒါဆိုရင်လိပ်စာတစ်ခုနဲ့ကျမတို့အိမ်ဒီဟာတက်တက်နောက်ပြီးတော့ဒီတကားဖွင့်လိုက်လို့ရှိရင်ဟိုဘက်ကအချမ်းကြတော့ဒါသူများငှားတာပေါ့နော်သူ့အိမ်လိပ်စာကြတော့တက်တက်နောက်ပြီးတော့ဒီအိမ်မှာဆင်းသွားလို့ရှိရင်သူအောက်ထပ်ရှိသေးတယ်အဲ့အောက်ထပ်မှာကြတော့တခြားမိသားစုကငှားထားတယ်အဲ့ဒါကလည်းတက်တက်လိပ်စာတစ်ခုနဲ့ဆိုတော့ဒီအိမ်ပုံစံကြီးအဆောက်အဦတစ်ခုထဲမှာပဲအခန်းကတော့၃ခန်းနဲ့မတူညီတဲ့လိပ်စာတွေနဲ့နေကြတာပေါ့နော်အဲ့လိုဆိုတော့ဒီအိမ်ဆိုရင်ဘယ်လောက်ပေးရလဲဆိုရင်တစ်ပတ်ကို490နယူးဇီလန်ဒေါ်လာပေးရတယ်490ပေးရတယ်ပြီးတော့ပါလဲဆိုရင်ကျမတို့ဒီကားထားဖို့အတွက်ကားပါကင်လည်းပါတယ်ပေါ့နော်ကားပါကင်ကပါဒီအိမ်ကိုတစ်ပတ်ချင်းစီကို490ပေးရတယ်ဒီနယူးဇီလန်မှာကျတော့ပတ်စံပေးတာပဲဖြစ်ဖြစ်အလောက်ကနေဒီလစာတွေပါရတာပဲဖြစ်ဖြစ်ဆိုရင် तू ကဒီတစ်လချင်းစီမဟုတ်ဘူးတစ်ပတ်ချင်းစီပဲ तू ကရှင်းသွားတယ်အဲ့လိုဆိုတော့ဒီအိမ်လေးဆိုရင်လည်းတစ်ပတ်စာပဲပေးရတယ်တစ်ပတ်ကို490ကျတဲ့အိမ်လေးပါဒီအိမ်လေးကတော့ဆိုတော့ပြန်ပြီးတော့ပြမယ်ပေါ့နော်ဒါမီးဖို့ကြောင့်ဟိုဘက်ခဏတော့လိုက်ရင်ရေချိုးကဒီမှာကျတော့အေကနောက်ပြီးတော့ဒီဘက်ကကျတော့အိတ်ခါပေါ့နော်အိတ်ခါမှာပြတင်းပေါက်လေးနဲ့အရင်တိုင်ရတာပဲyeah ဒီအရာကောင်းတာတခုကဒီလိုပြတင်းပေါက်ကြီးတွေပါတယ်ဆိုတော့အလင်းဝင်တယ်ပြီးရင်နေအောင်ကြီးရတယ်နေထွက်တဲ့နေ့ဆိုဒီကနေနေဝင်တယ်နေထွက်တယ် နေထွက်တယ်ဟိုဘက်ဆိုရင်ဒီဟိုဘက်ကအခန်းဆိုရင်နေဝင်တဲ့အချိန်ဆိုတော့နေကအဲ့ရနေထိုးပြညနေပိုင်းဆိုရင်မနေ့ပိုင်းဆိုရင်ဒီပြတင်းပေါက်ကနေနေထိုးတယ်ညနေပိုင်းကကျတော့အဲ့ပြတင်းပေါက်ကနေနေဝင်တယ်ပေါ့နော်ဆိုတော့အိမ်လေးကတော့ဒီလိုပါပဲဒါပေမဲ့တိမ်နဲ့တိမ်ကတော့ပုံစံချင်းမတူကြဘူးပေါ့နော်အဲ့လိုဆိုတော့ကိုကအိမ်ငှားမယ်ဆိုလို့ရှိရင်တေချာသွားပြီးတော့မှကြည့်ဖို့လိုတယ်ဒါတော့ဒီနေ့ရရာသီဥချိန်နဲ့အိမ်လေးရဲ့အခြေအနေပါပြီးတော့ဗာလဲဆိုရင်ဒီအမိုက်တွေကကြတော့ဘယ်လိုပြရလဲဆိုရင်ဒီလိုမျိုးဒီဘေးစင်အောက်မှာပေါ့နော်ဒီအမိုက်ပုံးလေးနဲ့ဒီအိတ်လေးနဲ့ထားတယ်အိမ်မှာဒီအမိုက်အဆူတွေဆိုရင်ဒီမှာပြစ်တယ်ပေါ့နော်အမိုက်အဆူတွေဆိုဒီလိုပြရတယ်ဒီလိုတင်ထားတယ်နောက်ပြီးတော့အမိုက် recycle လုပ်လို့ရတဲ့ဟာတွေဆိုရင်ဒါကြတော့ဒီသူတို့စီမှာဝယ်ရတဲ့ဒီအိတ်အဖြူပါလေနယူးဇီလန်ရဲ့အစိုးရဘယ်လိုပြောရမလဲနယူးဇီလန်ရဲ့ဒီမြို့နယ်ရုံး City Council ပေါ့နော် City Council အဲ့မှာဆိုရင်ဒီလိုအိတ်အဖြူကိုသွားပြီးတော့ဝယ်ရတယ်အပြင်မှာဝယ်လို့မရဘူး
အပြင်တခြား site ကြီးတိုက်တို့ဘာလို့တော့ရမထင်နဲ့ဒီဟာဝယ်ရတယ်ဝယ်ပြီးတော့မှဒီ recycle လုပ်လို့ရတဲ့ဥစ္စာတွေဒီမှာဒီလိုမျိုးကော်ဘူးတွေပါတယ်ဒီလိုအသားဝယ်လို့ရှိရင်ပါလာတဲ့ဒီကော်ခွက်လေးတွေပေါ့နော်အကုန်လုံးကိုဒီမှာထည့်ထားတယ်ဆိုတော့ဒါကကြတော့အမိုက်တိမ့်တဲ့နေ့ကကြတော့ဂျာတပရိနေ့ပေါ့နော်အဲ့ချိန်ကျရင်ကားကြီးကလာပြီးတော့ဒီဟာတွေကိုကောက်တယ်ဆိုတော့ဒါကကြတော့ဒီ recycle လုပ်လို့ရတဲ့ plastic တွေကြွအိတ်တွေဒါဆက်ကူတွေဒီမှာထည့်တယ်ပေါ့နော်နောက်ပြီးတော့မှဘာရှိလဲဆိုရင်ဒီပလင်းတွေထည့်ရတဲ့ဟာကြတော့တက်ဒီလားအဲ့လိုဆိုတော့ပလင်းတွေထည့်တယ်ကျမတို့ထားတဲ့နေရာကိုပြမယ်ပလင်းတွေကဘယ်မှာထားလဲဆိုရင်ကျမဒီမှာတင်ထားတယ်ပေါ့နော်ဒါတော့ပလင်းတွေထည့်တဲ့ဟာဟိုတခါတော့ဘယ်လိုဖြစ်လဲဆိုရင်ဒီပလင်းတွေကိုပြစ်ဖို့အတွက်ဟိုအိမ်ရှိမှာတွားထားလိုက်တယ်ထားလိုက်လို့ညနေတော့ပြန်ရောက်တော့လေသူတို့ကကောက်မသွားဘူးဘာလို့မျိုးကောက်မသွားတာလဲပေါ့နော်အဲ့နဲ့ကြီးလိုက်တော့သူတို့ကစာလေးရေးထားခဲ့တယ်ဒီပလင်းတွေကကြတော့ဗာလဲဆိုရင်အဖုံးရဲ့အခုံကိုသူကချွတ်ထားပေးရတယ်ဒီအဲ့ဒါမှပလင်းတွေအကုန်လုံးအဖုံးချုပ်ပြီးလို့ရှိရင်ဒါတွေကိုအရေးတွေပါလို့ရှိရင်လည်းတွန်ထားခဲ့ရတယ်တွန်ထားခဲ့ပြီးတော့မှဒီဘုံအစိမ်းဆိုရင်ဒီဘုံအစိမ်းမှာပဲထည့်ရတယ်ဒီဘုံအစိမ်းကလည်းမရှိလို့မဖြစ်ဘူးဘာလို့လဲဆိုတော့ဒီမှာထဲမှာပဲသူတို့ကလာယူသွားတာဒါမှသူတို့ရဲ့ဒီတရားဝင်ပလင်းပြစ်တဲ့ဘုံလို့ပြောရမလားနော်အဲ့လိုမျိုးဒါကြတော့လည်းအဲ့လိုမျိုး City Council မှာပဲဝယ်ရတယ်ခုနကပြောတဲ့ဒီ recycle လုပ်ထားတဲ့အိတ်ပေါ့နော်ကျမတို့လောလောဆယ်အပြင်အမိုက်လာမသိမ်းခင်ဆိုရင်ဒီမှာဒီနေရာလေးပါတော့ခုနကပြောတဲ့ဒီကိုရောင်နောင်းမှာအဲ့လိုနေရာလေးပါတော့ဒီမှာခဏထားတယ်ခုနကအမိုက်ဆိုလို့ပြောတဲ့အဲ့ဒီ basin အောက်ကလေအဲ့ဒီအိတ်တွေကြတော့ဒီလိုအိတ်အဝါနဲ့ပြရတယ်ဒီအိတ်အဝါကြတော့လေ City Council ကမှာပဲဝယ်ရတယ် City Council ရုံးတွေမှာတော့ဝယ်လဲရတယ်နောက်ပြီးတော့မှသူတို့စီမှာဒီစာကြည့်တိုက်အကြီးတွေရှိတယ်စာကြည့်တိုက်တွေလေအဲ့ library မှာတော့ဝယ်လဲရတယ်ပေါ့နော်ဆိုတော့ဒီလိုအိတ်အဝါထဲမှာအကုန်ပြည့်ဖြစ်ပြီးတော့မှတိချာစီးပြီးတော့မှဒီမှာအမိုက်လာကောက်တဲ့ချိန်ကဂျာတပရိနေဆိုတော့ဂျာတပရိနေဆိုရင်အဲ့ recycle တစ်လှက်နောက်ပြီးတော့ခုနအမိုက်ဆိုထဲတဲ့အိတ်အဝါတစ်လှက်ကိုအဲ့ဟိုအိတ်ရှင်နာမှာသွားပြီးတော့မှထားလိုက်ရင်သူတို့ကလာယူသွားပါတယ်ကဲအခုကတော့ဒီအိမ်နေပါရင်ငှားမယ်ဆိုရင်ဘယ်ကနေကြည့်လဲဆိုရင်ဒီ online ရပဲပေါ့နော် Trade Me ဆိုတဲ့ website ကနေရှာပါတယ်ဒီ Trade Me မှာပဲဒီမှာကိုယ့်ရဲ့ဒီလိုချင်တဲ့အကြောင်းအရာတွေရွေးလို့ရတယ်ပေါ့နော်ဥပမာအဖြစ်ကိုဆိုရင်ဒီရောင်းဖို့အတွက်လားဒါမှမဟုတ်ငှားဖို့အတွက်ဒီ website ကိုသုံးပါလားဆိုကိုကငှားဖို့အတွက်သုံးပါဆိုတော့ဒီ forum ကိုရွေးလိုက်ပေါ့နော်ပြီးရင်ဒီမှာကျတော့ကိုယ့်ဘာကိုလိုအပ်သလို customize လုပ်ပြီးတော့ဒီ filter လေးတွေလုပ်ပြီးတော့မှရှာလို့ရပါတယ် bedroom ကဘယ်နှခန်းပါတဲ့ဟာလဲနောက်ပြီးတော့ဒီတစ်ပတ်မှာဘယ်လောက်ပေးရတဲ့ဟာလဲပေါ့နော်ဈေးနှုန်းလဲကိုကြိုက်ရရွေးပြီးတော့ filter လုပ်ပြီးတော့မှဒီမှာ search လုပ်လိုက်တဲ့ဆိုရင်ဒီအိမ်ရဲ့ပုံစံလေးတွေကိုသူကအကုန်လုံးတင်ထားပေးတယ်ပေါ့နော်ဒီမှာဆိုဘာမျိုးလဲဆိုရင်ဒါဆို Hamilton East ပေါ့နော်တစ်ပတ်မှာဆိုရင်490ပေးရတယ်ဒီမှာဒီ symbol လေးတွေတွေ့လားဒါလေးတွေကကြတော့အိတ်ခမ်း9ခန်းပါတယ်ပြီးတော့ရေချိုးက2ခန်းနဲ့ကားထားလို့ရတဲ့နေရာ6နေရာလောက်ပါတယ်လို့ပြောချင်တာဒါဆိုကားထားလို့ရတဲ့နေရာပေါ့နော်ဒါဆို635ဒါဆိုရင်လိပ်စာ weighted town ပေါ့နော်အဲ့လိုဆိုတော့ကိုကဒီကနေအိမ်လေးရှာတယ်ရှာပြီးတော့မှကြိုက်တာတစ်ခုတွေ့တယ်ဆိုရင်တော့ဒါလေးတွေ save ထားပြီးတော့မှသူတို့ကိုဘာလုပ်လို့ရလဲဆိုရင်ဆက်သွယ်လို့ရတယ်ပေါ့နော်သူတို့ဆက်သွယ်လို့ရတယ်တချို့ကဒီမှာဘာလဲသူတို့ရဲ့ content တွေကိုထည့်ပေးထားတယ်တချို့ကကြတော့ဘယ်လိုလုပ်ရလဲဆိုရင်ဒီမှာ content detail တွေ့လားအဲ့လိုမျိုးလေးတွေပေါ့နော်ဒါမှမဟုတ် book a viewing or inquiry တဲ့အဲ့လိုဆိုတော့ကိုကကြည့်ချင်တယ်ဆိုရင်ဒီမှာ booking လုပ်ပြီးတော့မှဒီအိမ်ကိုသွားပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်အသေးစိတ်ချက်လက်ကတော့ဒီမှာလည်းသူကပြောထားတယ် property type ဆိုရင်ဒါအိမ်မျိုးစားပေါ့နော်ဘယ်ကနေစပြီးတော့မှဒီအိမ်ငှားလို့ရလဲဆိုရင်14ရက် August 2026ပေါ့နော် parking က2ခုတောင်ပါတယ်ပြီးရင်ဒီ
garage parking ကကြာအိမ်မှာပါတဲ့တစ်ခါတည်းပါတဲ့ parking ပေါ့နော် off street parking တဲ့ full off street parking okay လမ်းမှာမဟုတ်တဲ့ okay ဒီမှာ maximum tenants ပေါ့နော်လူအများဆုံးနေလို့ရတယ်လူရေအတွက်က5 tenants လူ9ယောက်အတွက်ဆိုဒီအိမ်ကတင်တော့တယ်okay ဒါတွေကကြာဖတ်ကြည့်လို့ရပါဘောနော်ဒီအိမ်မှာဘာတွေကလက်ခံတယ်ဘာတွေကလက်မခံဘူးသူရဲ့ feature တွေကဘယ်လိုရှိရဲဆိုတာအကုန်လုံးရေးထားပေးပါတယ်အဲ့လိုဆိုတော့ဒီကျမတို့အိမ်လည်းဒီ trade မရပဲရှာတယ်ရှာပြီးတော့မှviewing လုပ်ချင်တဲ့အခါကျတော့ဒီ booking လုပ်ပြီးတော့မှသွားပြီးတော့အိမ်ကိုကြည့်ရတာပေါ့နော်တော်တော်များများကအဲ့လိုပဲအိမ်ရှာကြတယ်နောက်ပြီးတော့တစ်ခုရှိတာဘယ်မှာလဲရလဲဆိုရင်ဒီ trade me ဆိုတဲ့ website မှာလည်းမဟုတ်ဘူးတခြားဒီ Google မှာရှာကြည့်လိုက်ရင်ပေါ့နော် Google မှာရှာကြည့်လိုက်လို့ဒီတခြား website တွေတွေ့ရဆိုရင်အဲ့ရနေလဲတစ်ချက်ကြည့်လို့ရတယ်ပေါ့နော်ဘယ်ဟာဖြစ်ဖြစ်အဲ့လိုလုပ်လို့ရတယ်နောက်တနည်းကကြတော့ Facebook ကနေအိမ်ငှားတဲ့ group တွေရှိတယ်အိမ်ငှားတဲ့ group တွေကို join ထားပြီးတော့မှသူတို့ကိုဒီဆက်သွယ်ပြီးတော့မှကိုကြိုက်တဲ့အိမ်တွေ့လို့ရှင်ဆက်သွယ်ပြီးတော့မှတွားကြည့်ဖို့အတွက်ချိန်လို့ရတယ်ပေါ့နော်အဲ့လိုဆိုတော့ဒါလေးတွေပါပဲ